မှာအင်မတန်မှအားရကျဉ်းဆရာလဲကောင်းပါတယ်ဆက်လက်ပြီးမှကျွန်တော်စူးစမ်းဖို့ရအတွက်အင်မတန်မှအရေးကြီးပါတယ်ပထမဦးစွာအနေနဲ့ဆရာဘွိုက်ကိုဒါ update ပေးစရာတွေလည်းတော်တော်များများရှိမှထင်တယ်ဒီ Children Council ဘက်ကဒါ meeting အစည်းအဝေးတွေထိုင်တာတွေလည်းရှိတယ်ပြီးတော့ဒီမရာရေးကိစ္စနဲ့လည်းရှိတယ်ဒါချင်းပြည်ရဲ့အရေးပေါ်မှာဒါမိဘပြည်သူထမ်းချပြတဲ့ချပြထိုက်တဲ့အရာလေးတွေကိုခုချိန်မှာပြန်လည်မျှဝေပေးဖို့ရန်အတွက်ဆရာဘွိုက်ကိုပထမဦးစွာချိန်ပေးသွားချင်ပါတယ်မတွေ့တာလဲကြာပြီခုကကျွန်တော်ဒိုးရွာတနေရာကိုရောက်နေတယ်အဲ့တော့ဖျားကျေးဇူးတော်ကြောင်းဒီဒိုးရွာမှာဒီတော့ခါမှမမျှော်လင့်ဘူးတဲ့စတာလင်ကြီးကတက်နေတော့စတာလင်ကိုတုံးပြီးပြီးတော့မှကျွန်တော်အဲ့ဒါလုပ်နေတယ်လို့ကျွန်တော်ပြောချင်တယ်ရာတီတူကဒီခံတော့ဇွန်လဇူလိုင်လလိုပဲရာတီတူကဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်အချိန်မမီပဲနဲ့စုံပွဲတွေနဲ့ဗာနဲ့ဆိုတော့နောက်ကျသွားတာဖြစ်တယ်လို့နားလေပေးကြပါလို့ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ရေးဖို့လေးဒီနော်ရှင်းလဲကောင်စီတော့တိုးစောသွားပြီးတော့မှကြီးတဲ့ခါကျတော့တို့ရေးဖို့လေးတွေနေကောင်းကြတယ်တော်ဆင်ပြီးတယ်တော့စပိုတာရီကိုကျွန်တော်ပြောချင်တဲ့ဥစ္စာကကျွန်တော်တို့အခုတော့ဘာလုပ်နေကြတယ်လဲဆိုရင်တော့ချင်းလဲကောင်စီမင်ဘာတွေကပြုပြင်ပြောင်းလဲမှုလုပ်နေကြတယ်လို့ကျွန်တော်တရီစကားပါချင်တယ်ဘာကြောင့်ပြုပြင်ပြောင်းလဲလုပ်နေကြတယ်လဲဆိုရင်တော့ချင်းလဲကောင်စီဒီချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023အရတိဆောက်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ပြုပြင်ပြောင်းလဲဒီကိုအဲ့ဒါနဲ့အညီလုပ်နေရခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ် state တစ်ခုပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်ကြမ်းမာနဲ့ခိုင်မာအားအင်ကောင်းစွာတွားနိုင်ဖို့အတွက်တော့အဲ့ဒီအခြေခံဥပဒေအတိုင်းတွားမှတာလင်အဆင်ပြေတယ်ဆိုတော့ကျွန်တော်နားလေတယ်အဲ့တော့လူမှုရေးနဲ့တွားမယ်ဆိုရင်တော့လန်တဝဲမှာအဆင်ပြေမှာမဟုတ်ဘူးပန်းတိုင်လေးရောက်မှာမဟုတ်ဘူးလူမှုရေးနဲ့အခြေခံဥပဒေနဲ့မွန်နဲ့ပေါင်နဲ့ဆိုတာအယမ်းกว่าတယ်အားကြောင့်လဲဆိုတော့လူတွေကပုထုစင်လူသားတွေဖြစ်တဲ့အတွက်ဒီနေ့ကောင်းပင်မဲ့မနေ့ဖြတ်မှာကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာဖောက်ပြန်တတ်တဲ့လူတွေဖြစ်တယ်တချို့ကအဲ့ဒါကြောင့်မွန်နဲ့ပေါင်နဲ့တွားပြီးဆိုရင်တော့ဖောက်ပြန်ရင်လည်းပဲဘာမှအဖွဲ့အစည်းကိုထိခိုက်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကချင်းလင်းကောင်စီမှာရှိတဲ့ဒေသန္တရအုပ်ချုပ်ရေးတွေရောဒေသန္တရတပ်ဖွဲ့တွေရောကျွန်တော်တို့ CNA ရောချင်းပြည်စွာတပ်ဖွဲ့လို့ကျွန်တော်တို့ကCNA နဲ့ဒေသန္တရတပ်ဖွဲ့တွေကိုကျွန်တော်နာမည်ပေးထားတာကိုပြုပြင်ပြောင်းလဲလုပ်နေတယ်ဆိုတဲ့ဥစ္စာကိုပြည်သူလူထုတွေကိုတရင်ကောင်းပါချင်တယ်ပြုပြင်ပြောင်းလဲဆိုတဲ့ဥစ္စာကမကောင်းတဲ့ဖက်ကနေကောင်းတဲ့ဖက်ကိုပြောင်းလဲနေတာပါကောင်းတဲ့ဖက်ကနေလူမိုက်လုပ်ရမယ့်နေရာကိုပြောင်းနေတာမဟုတ်ပါဘူးလို့ကျွန်တော်ပြည်သူလူထုတွေကိုကျွန်တော်တရင်စကားပါချင်တယ်ဒါကြောင့်တဖြည်းဖြည်းနဲ့အကောင်းလာမယ်တဖြည်းဖြည်းနဲ့စနစ်ကျလာမယ်တဖြည်းဖြည်းနဲ့စီလုံးမှုပိုအကောင်းလာမယ်အဲ့တော့ကျွန်တော်တို့ကတော့သဘောပေါက်တာကချင်းပီမန်လောဆရာတော့နှစ်ဖွဲနဲ့ကွဲတယ်လို့ဒါခွဲအောင်မှာပေါ့နော်တော့အဲ့ဒါကွဲပြရလည်းပဲတခြားလူမျိုးတွေနဲ့စားတယ်ဆိုရင်တော့အဲ့လောက်ကြီးမဟုတ်သေးပါဘူးတော့တော်သေးတယ်ပြန်ပြင်လို့ရသေးတယ်အဲ့ဒါကျွန်တော်စိတ်မငြိဘူးအဲ့တော့စီလုံးညီငုံမှုချင်းပီနယ်မှာလုံနိုင်ဖွင့်တွဲတော့ချင်းလဲကောင်စီကချစ်လက်ခိုင်မှာစွာကြမ်းမာနဲ့တွားမှတာလင်းနေမကောင်းတဲ့အဖွဲ့အစည်းရှိရင်တော့အဲ့ဒါကိုကျွန်တော်တို့ကနေကောင်းတဲ့အဖွဲ့အစည်းကဆွဲခေါ်လို့ရတာကိုချင်းလဲကောင်စီကလည်းနေမကောင်းဟိုဖက်အဖွဲ့ကလည်းနေမကောင်းဆိုရင်တော့နေမကောင်းတဲ့သူကအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါကြောင့်ချင်းလဲကောင်စီကတော့နေကောင်းအောင်ကျွန်တော်ပြပြင်ပြောင်းလဲလုပ်နေတယ်အဲ့တော့ပို့ပြီးတော့မှခိုင်မာလာမယ်ပို့ပြီးတော့မှအားရှိလာမယ်ဆိုရင်တော့ချင်းပီမှာစီလုံးညီငွေရပိုအားကောင်းလာမယ်ထိုနည်း၎င်းပဲကျွန်တော်တစ်ဖက်ကအဖွဲ့အစည်းတွေကိုလည်းကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့သူတို့ကိုလည်းကျမ်းမာတော့အဖွဲ့အစည်းဖြစ်စေချင်တယ်ဒါတမျိုးတော့မထင်ကြမှာနဲ့ဘာဖြစ်လို့မောင်ဘွေကုန်းဘာဖြစ်လို့ငါတို့ကမကျမ်းမာလို့လားသူတို့ဆော့တကတဲ့မယ်အဲ့ဘောကျွန်တော်ကကျမ်းမာတဲ့အဖွဲ့အစည်းဖြစ်စေချင်တယ်ဆိုရင်တော့မကျမ်းမာလို့ပဲဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကချင်းလဲကောင်စီကတော့ပို့ပြီးတော့မှကျမ်းမာတန်ဆွမ်းတဲ့အဖွဲ့အစည်းနိုင်ငံကြီးဥဆောင်ချင်းပြည်နယ်ကိုပုံမပြီးတော့မှဥဆောင်နိုင်တဲ့အနေအထားတို့ရအောင်ပြုပြင်ပြောင်းလဲလို့ပြီးတော့မှအားဆေးတွေတောက်ရမယ်
တွေထိုးရမယ်အမျိုးပြုတ်ပြီးများလိုအပ်တယ်ဆိုခွဲစိတ်ချင်းလည်းခံရမယ်ခွဲစိတ်ချင်းခံတယ်ဆိုတာနားလေကြမယ်ထင်တယ်ခွဲစိတ်တယ်ဆိုရင်တော့အသားနာတယ်အဲ့ဒါထိလှုပ်ရဲမှလှုပ်နိုင်မှတာလင်းချင်းပီကိုကျွန်တော်တို့ဥဆောင်နိုင်ပြီးတော့မှပီတူလူထုတွေကကျွန်တော်တို့ကိုအားကိုးမှဖြစ်တယ်ပီတူလူထုတွေကကျွန်တော်တို့ယုံကြည်မှဖြစ်တယ်ဒါမဟုတ်ဘူးဆိုရင်အစင်မပြေဘူးဆိုတဲ့ဥစ္စာကိုတောစွာတနေရာကနဲ့ပီတူလူထုအားတရင်ကောင်းပေးပို့ပါတယ်လို့ကျွန်တော်ပထမစစ်ကော်မရှင်ကိုဖြိုဖျက်နိုင်မယ်ဆိုတာကိုဒီကနေ့ညမှာကျွန်တော်ထပ်မံပြီးမှဖြည့်ဆွတ်ပြောကြားချင်တယ်ဒီချိန်မှာတော့ဆရာဘွိုက်ကိုပဲကျွန်တော်ဆက်လက်ပြီးမှချိန်ပေးသွားချင်တယ်ဒီမရာအရေးနဲ့ပတ်သက်ပြီးမှလည်းတလကျော်လောက်ဒီမရာရေးနဲ့ပတ်သက်ပြီးမှဖြစ်ပြနေတာကြုံတွေ့နေရတယ်အဲ့ဒါမရာရေးနဲ့ပတ်သက်ပြီးမှလည်းမိဘပြည်သူထံအသက်ပေးစရာလေးတွေရှိကောင်းလည်းရှိနိုင်တယ်အားနဲ့ချက်အတာချက်လေးတွေပြီးတော့ဒီချင်းလန်ကောင်စီရဲ့တက်တန်းဟာလဲဒါနေ့ပြေခါနေပြီအဲ့ဒါတွေ့ပြုပြင်ပြောင်းလဲမှုတွေလဲအများကြီးကြိုးစားတယ်လောက်ကင်နေတာကိုလည်းသူပြောကြတဲ့ခါမှာအင်မတန်မှအားရကျဉ်းဆရာကောင်းပါတယ်ဆက်လက်ပြီးမှအဲ့ဒါဒီ2025-26ဒီချင်းလန်ကောင်စီတက်တန်းပြည်သွားလို့ဒုတိယတက်တန်းရှောက်လမ်းမဲ့အနာဂတ်မှာချင်းပြည်နယ်ရဲ့အနာဂတ်ကိုဘယ်လိုရှောက်လန်းဖို့ရန်အတွက်ဘယ်လိုရည်မှန်းချက်မျှော်မှန်းချက်တွေနဲ့အနာဂတ်တစ်ကိုရှောက်လန်းဖို့ရန်အတွက်ပြင်ဆင်ထားတယ်လဲဆိုတာလေးတွေကိုနဲ့အတူပေါ့နော်မရာဒေတာကိစ္စလေးပါအဲ့ဒါနှစ်ခုလေးကိုဒါ update ပေးစီချင်ပါတယ်ဆရာဘွိုက်ကိုကဲကျေးဇူးတင်တယ်ဟုတ်ပြီမရာဒေတာကရှင်းတယ်လို့မဟုတ်ပါဘူးတော်တော်အဆင်ပြေပါတယ်တော့တချို့ဒီကတော့ IDP လေးတော့ရှိတယ်တော်စစ်မပင်ကလည်းပဲအခြေအနေကကောင်းနေပါတယ်ကျွန်တော်မျက်မြင်ကိုတွေ့နေအခြေအနေကောင်းတယ်လို့အဲ့ဒါလောက်ပဲဒီကိစ္စတော့ပြောရင်တော့အဆင်ပြေလိမ့်မယ်ထင်တယ်။ Now မရာဒီကဘလို့တွားကြမလဲဆိုတဲ့ဥစ္စာဒီကလည်းပဲဘုရားသခင်ကနဲ့အကောင်းဆုံးလမ်းပြပြီးတော့မှတနေ့တစ်ချိန်ကြတော့အတူတကွတွားမှာပါလို့ပြည်သူလူထုတွေကိုလည်းပြောချင်ပါတယ်။အဓိကကြတော့ကောင်းဆောင်တွေပါကောင်းဆောင်တွေကဘာစိတ်တက်နဲ့တော်လှန်ရေးလုပ်နေတယ်လဲကောင်းဆောင်တွေကဘေးကောင်းကြီးတယ်ကောင်းဆောင်တွေကဘာလုပ်နေတယ်လဲအားဒါတွေပဲဒါဖျားတိတာပေါ့ပြည်သူလူထုတိတာပေါ့မကောင်းတဲ့ကောင်းဆောင်တွေကမဟုတ်မဟတွေလုပ်တဲ့ကောင်းဆောင်တွေကအဲ့ဒီတက်ဒီကိုဥဆောင်မယ်ဆိုရင်တော့အဲ့ဒီတက်ကဓမြတ်တက်ပဲဖြစ်မှာပေါ့အဲ့ဒါတော့အမှန်ကန်ပြီလေအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်အခြေတဝုံပြောချင်တဲ့ဥစ္စာကတော့မရာအကြီးကိစ္စကတော့ဒီလောက်ပဲကျွန်တော်ပြောပြီးတော့မှဓမြတ်တက်ဒီတပုံဒီမဖြစ်ဖို့ရတဲ့အတွက်ချင်းပီကောင်စီတက်တန်းအစ်စ်မှာကြတော့ဘလို့ပြင်ဆင်ထားတယ်လဲချင်းပီကောင်စီတက်တန်းအစ်စ်မတိုင်ခင်မှာအခုနပြောပြီးပြီလေပြုပြင်ပြောင်းလဲကြီးလုပ်ရမယ်လိုအပ်မယ်ဆိုရင်တော့ပါရာစတမိုနဲ့ပိုတက်စစ်နဲ့မနိုင်ဘူးဆိုရင်လည်းပဲခွဲစိတ်လေးခံရမယ်လို့ကျွန်တော်ပြောပြီးသားဒါနားလေကြမယ်ထင်ပါတယ်ဆိုတော့လူဒီစိုက်ကိုကျွန်တော်ကောင်းဒီစိုက်ကိုလုပ်မှာမဟုတ်ဘူးကောင်းဆောင်တဲ့စိုက်တွေကိုလုပ်မှာမဟုတ်ဘူးဒါဖြစ်ရှားတော့မှာဖြစ်ပါတယ်ဒါCC မှာထက်မဟုတ်ဘူး CB မှာထက်မဟုတ်ဘူးဒါဖြစ်ရှားဖို့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်မဟုတ်မဟာဒီကောင်းဆောင်တွေကိုမဖြစ်ရှားနိုင်ဘူးဆိုရင်တော့ဒီတိုင်းပဲတွားမှာပါဒါအဖွဲစီရဲ့သဘောတဘာဝပါအဲ့ဒါကြောင့်အတိတ်တော့ကောင်းစီအတိတ်မှာကြတော့နော်လူကောင်းတွေကျွန်တော်တို့ရွေးချယ်သွားမှာပါလူတော်တွေကတော့တော်ရင်လည်းပဲကလိန်ကချစ်လုပ်နေဆိုရင်တော့မရွေးချယ်ဖို့အတွက်တိတ်ကြီးနေပြီခုစစ်မျိုးမှာလူတော်တဲ့လူကောင်းပို့လူအပ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ကသွားရမှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဒါပြောချင်တယ်လေဆိုရင်ခုကချင်းပီမှာတို့ကICNCC ဆိုတာရှိတယ် CB ဆိုတာရှိတယ်ကျွန်တော်တို့ကတော့ချင်းပီဆိုရချင်းလဲ government ရှိတယ်ချင်းလဲကောင်စီအောက်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတွားတဲ့ပုံစံတွေကတော်အခြေအနေကောင်းလာတယ်ချင်းလဲကောင်စီကဒါကောင်းတယ်ဒါပူပွေကူကတခါတည်းလဲချင်းလဲကောင်စီခါလေဝေဖန်တာပေါ့ကိုယ့်အဖွဲ့အစည်းဖြစ်လို့ဝေဖန်တာပါဟိုတခါလဲပြောပြတာပါချင်းလဲကောင်စီတာမရှိဘူးဆိုရင်လေအခုချင်းပီနယ်မှာရှိတဲ့တပ်ဖွဲ့တွေဘသူဘွာလို့နာမည်မတက်ချင်ပါဘူးနော်
တာပုံရီဒီမြရီဖြစ်နိုင်တယ်ပြောအချင်းနဲ့မဟာမူအဲ့ဒီချင်းလန်းကောင်စီချင်းပြည်အစိုးရရှိလို့တာလင်းအခုအနေခါရောက်တာနေမကောင်းတာပဲရှိတယ်အဲ့ဒီချင်းပြည်ချင်းလန်းကောင်စီချင်းပြည်အစိုးရတာမရှိလို့ကတော့အဲ့ဒါချင်းပြည်ကနေမကောင်းတာထဲမကောက်ဘူးတည်သွားမှာအခုအဲ့ဒါကိုကျွန်တော်ပြတပြောမယ်နော်ကိုဟာကိုချင်းလန်းကောင်စီကိုမင်းအထင်ကြီးလုံးသလားသူမှမင်းပဲဟုတ်တယ်လို့အထင်ကြီးလုံးတာမဟုတ်ပါဘူးဖျက်ခင်ကျေးဇူးတော်အပြည့်လက်ရှိမြန်မာနိုင်ငံတစ်ခုလုံးမှာချင်းလန်းကောင်စီချင်းပြည်အစိုးရလို့ပြောမရှိသေးပါဘူးကျွန်တော်တို့လုပ်နေတဲ့သူတွေကညံ့လောက်တာအဲ့ဒါကျွန်တော်ပြောနေတာအဲ့ဒါကြောင့်နောက်တစ်ချိန်မှကြာတော့ကျွန်တော်ပြောမယ်ခုနပြောသလိုအစိုးရရှိတယ်အဲ့ဒီအစိုးရကကျွန်တော်တို့ခြေခေါင်းပရိယအုပ်ချုပ်ကြီးတက်တက်ပဲသူတို့ကကင်တာကောင်စီရှိတယ်အဲ့ဒီကောင်စီကနိုင်ငံကြီးအာဏာတက်တက်ပဲကင်တာတရားကြီးရှိတယ်အဲ့ဒါတရားကြီးကတရားစီရင်တက်တက်ပဲကင်တာဥပဒေပြုအဖွဲ့အရင်တော့ထွတ်တော်ပေါ့အဲ့ဒါထွတ်တော်ကနိုင်ငံကြီးအာဏာမပေးထားဘူးဥပဒေပြုတက်တက်ပဲပေးထားတာအဲ့ဒါကြောင့် check and balance ကအရင်တော့ကတော့သုံးဖွဲ့ပေါ့ကွာနိုင်ငံကောင်းတော့ကတော့အခုကျတော့ check and balance ကို၄ခုနေလောက်ထားတာချင်းလဲကောင်စီကောင်းတာကအဲဒါချင်းလဲကောင်စီအောက်မှာရှိတဲ့အဖွဲ့အစည်းချင်းလဲကောင်စီမှာရှိတဲ့လူကြီးတွေကဘယ်တော့အခါမှအာဏာရှင်မဖြစ်နိုင်ဘူးဆိုလို့ဆိုတာအမခပဲဒါဝန်တာကြပါဒါပေမဲ့ဝန်နေစရာကောင်းတာက ICS နဲ့ CB ကဒါမျိုးအနေထားရောက်ဖွင့်ရအတွက်တော့အများကြီးတွားအောင်မှာလုံနိုင်မှာလည်းမဟုတ်ဘူးအဲ့ဒါပြသက်ပြောမယ်နော်လူတွေကိုလည်းကြည့်တော့လုံနိုင်မဲ့လူတွေကျွန်တော်မတွေ့ဘူးဝေကိုမင်းကတော့စိတ်ချပါလားဆိုတာစိတ်ချတာမဟုတ်ဘူးကျွန်တော်ပြောတာသူတို့ ICNCC ကလည်းတည်လည်းမတည်နိုင်ရှင်းလည်းမရှင်းနိုင်ကျွန်တော်တကယ်ချင်းနေရှိကြတော့သူတို့ကိုယ်တိုင်လည်းဝန်ခံတာပေါ့ဘာနဲ့တွားတူတယ်လဲဆိုရင် AUCC နဲ့တွားတူတာ AUCC ကတည်လည်းမတည်နိုင်ရှင်းလည်းမရှင်းနိုင် AUCC ကိုပဲဒုက္ခပဲဒီတူလူထုပဲကာလကလို့အဲ့ဒါပဲသူနေလကမဲ့ CB ဆိုတာလည်းပဲအဖွဲ့အစည်းလည်းမဟုတ်ဒီ institution တစ်ခုလည်းမဟုတ်ပြဘူးစီကြီးမှာဟာမေးပဲဖြစ်ပြန်အောင်ဆိုတော့ကျွန်တော်ကတော့စိုးရင်ဒါချင်းလင်းကောင်စီတွေ့လို့စိုးမရင်တော့ဘူးကျွန်တော်တို့ကမွန်နဲ့ဘောင်နဲ့အချက်ခေါင်းပတွေရှိတဲ့အတွက်ကောင်းတဲ့ကောင်းလာမှာလူတူးတယောက်ကပိုချလို့မရဘူးလူလဲ၅ဦးကပိုချလို့မရဘူးကြားတဲ့သူကတော့အချက်ကွေးရုံပဲရှိတယ်အဲ့တော့ ICC နဲ့ CB တွေ့တော့ကျွန်တော်ဝင်လဲတယ်ဒီတိုက်ဆက်သွားမယ်ဆိုရင်တော့သူတို့တပ်ဖွဲ့တွေကပြည်သူလူထုအတွက်ဒုက္ခဖြစ်နိုင်တဲ့တပ်ဖွဲ့တွေဖြစ်လာပြီအဲ့ဒါကခုနပူရိုစာပြောတယ်လေတခါတလေကျတော့ CBD ကသဘောမကျတာက ICNCC ကသဘောမကျတာကကျွန်တော်တို့ချင်းလင်းကောင်စီကိုဝေဖန်တယ်ဒါကြိုးဆိုတယ်ဒါပေမဲ့သူတို့ဝေဖန်တာတခါမှမကြဘူးအဲ့တော့ကိုရီးယားသူတို့မရှိတော့တာတော့ကွက်ကြတယ်စိတ်မကောင်းစရာစကားကအဆက်ဆက်ရှိမှပါလို့အစင်ပေးမိကိစ္စဖြစ်တယ်အဲ့တော့ကြမဟုတ်မဟာတွေဖြတ်တောက်ပြီးတော့မှလိုက်မှထက်တည်မှာလဲကျွန်တော်ကတော့စဉ်းစားနေတယ်ကဲဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာရှိတယ်အခုကချင်းပြည်ချင်းလန်းစီကလူတိုင်းကချင်းပြည်နေလို့သဘောမတူကြတော့ပါဘူးချင်းပြည်ချင်းလန်းလို့တော်တော်များများသဘောတူလာတယ်ဒါကိုကျွန်တော်တို့ကဆွေးမဲကင်ဆွေးထားဖို့လိုမယ်အဲ့ဒါတစ်ချက်ပြီးတော့အဲ့ဒါဆိုရင်တော့ချင်းပြည်ချင်းလဲကိုဘလို့တွန်းသွားမလဲဆိုလို့ဥစားကျွန်တော်ဒီညပြောရမှာဖြစ်ပါတယ်ဒီနေ့ပြောရမှာဖြစ်ပါတယ်အခုကချင်းလဲကောင်စီကတော့ ready ဖြစ်နေပြီတော့ ICNCC ဖက်က ready ဟုတ်ဖြစ်သလားလို့ကျွန်တော်မေးချင်တယ်ဒါဘာဖြစ်လို့လဲဆိုတော့သူတို့လည်းအဖွဲ့အစည်းတစ်ခုအနေနဲ့ဇက်တီတာကိုမရှိဘူးဆိုရင်တော့ပြဿနာမရှိဘူးပေါ့ရှိတယ်ဆိုရင်တော့သူတို့ကိုလည်းပဲမပြောလို့မဖြစ်ဘူးကျွန်တော်တို့ ready ဖြစ်ပြီသူတို့ရောဖြစ်သလားမြေခွန်းထုတ်ချင်တယ်နောက်ထပ်မြေခွန်းထုတ်ချင်သေးတယ်သူတို့အပြောအဆိုရ ICNCC ရဲ့တက်က CB တဲ့တကယ်ဟုတ်လို့လားသူတို့မေးချင်တယ် ICNCC ရဲ့တက်ကတကယ် CB ဟုတ်သလားမေးချင်တယ်သူတို့တကယ်ချင်းနေစီတော့ပြောနေကြတာ哦အဲ့ဒါကြောင့်ကျွန်တော်အခုပြောနေတာတကယ်ဟုတ်သလား ICNCC ရဲ့တက်က CB တာဖြစ်မယ်ဆိုရင်တော့ဘာဖြစ်လို့ခွန်ငူရမ်ကိုတိုက်တုံးကမတားတာလဲ
ဒါမေခွန်းထုတ်ပြီခင်ဗျားတို့ကျွန်တော်ဘလို့ပြန်တုံ့ပြန်မလဲစဉ်းစားထားခင်ဗျားတို့လည်းချင်းကျွန်တော်လည်းချင်းဖြစ်တဲ့အတွက်ချင်းကတိတ်ခါကြတာမခံဘူးခင်ဗျားတို့တိတ်ခါကြတာကိုလည်းကျွန်တော်မမြင်ချင်ဘူးခင်ဗျားတို့ကြောင့်ကျွန်တော်တို့ကြောင့်ပြည်သူလူထုဒုက္ခရောက်တာကိုကျွန်တော်မစင်းစားနိုင်တော့ဘူးဒါကြောင့်ကျွန်တော်တို့ခဏခဏပြောတယ်နိုင်ငံကြီးဥဆောင်မှုအစိုးရအောက်မှာမရှိတဲ့တပ်ဖွဲ့တွေဟာဆိုရင်တော့တပုံဖြစ်မယ်ဓမြဖြစ်မယ်ဒါပါပဲဒါပြည်သူလူထုတွေကောင်းကောင်းသိကြနားထောင်ဒါပဲအဲ့ဒါကြောင့်ချင်းလင်းကောင်စီကဘာဖြစ်လို့တေးတေးချာချာအဖွဲ့အစည်းပေါ်ချေခေါင်းလို့ရည်ဆွေးပြီးတော့မှချင်းလင်းကောင်စီချင်းပြေဆိုရတပ်ချင်းပြေဆိုရဆိုပြီးတော့မှချင်းပြေဆိုရအောက်မှာရှိတဲ့ကာကွယ်ကြီးဝန်ကြီးဌာနအောက်မှာတိုက်ရိုက်ကြီးကြက်ကူကမှုအောက်မှာ CNA ကို CDF ရောနေရမယ်လို့ကျွန်တော်တို့ဘာလို့ပြတ်ထမ်းတယ်အကြောင်းရှိတယ်တပုံမဖြစ်စေချင်ဘူးတော်လှန်ရေးတပ်ဖွဲ့တွေကိုဓမြမဖြစ်စေချင်ဘူးအဲ့ဒီမျိုးအထိတ်အခုမရှိတဲ့တက်ဟာဆိုရင်တော့တပုံဖြစ်မယ်ဓမြဖြစ်မယ်ဒါပါပဲအဲ့ဒါကြောင့်ကျွန်တော်ချင်းလက်ကောင်စီကတော့အခုနပြောပြီးပြီပြုပြင်ပြောင်းလဲရေးလုပ်နေပြီခင်ဗျလိုအပ်ရဆိုတော့ operation လဲလုပ်ရမယ်လို့ကျွန်တော်တို့ပြောပြီးသားကျွန်တော်ကအာမနာပါနဲ့ကောင်းဆောင်တရားကိုအာမနာပါနဲ့မစိုက်ပြီဆိုရင်လှုပ်ပစ်လိုက်ပါလူတွေအများကြီးရှိတာပဲကျွန်တော်မကြားချင်ဆုံးကကျွန်တော်ချင်းလင်းကောင်စီအဖွဲ့ထဲမှာလဲကြာငါမပါဘူးဆိုရင်လည်းမဖြစ်ဘူးတဲ့ဟုတ်လို့လားလို့မေးချင်တယ်လူတူတရားအပေါ်မှာအာနာမထားပါနဲ့အခုချိန်မျိုးမှာလူတူတယောက်ပေါ်မှာတယောက်နှစ်ယောက်ပေါ်မှာအာနာထားလို့ကတော့ဒါအာနာရှင်ပဲအာတပုံပဲအဲ့ဒါဓမြပဲအဲ့ဒါကိုကျွန်တော်ချင်းလင်းကောင်စီမှာနာပြောနေရတာကျွန်တော်တို့ ICC ကိုလည်းပြောချင်တယ် CBD ကိုလည်းပြောချင်တယ်တေချာဆုစီမို့လောက်ကြပါဦးဒီတိုင်းဆိုရင်တော့ငိမ့်ချိုင်းလည်းရမှာမဟုတ်ဘူးကျွန်တော်ပြပြတတ်ပြောမယ်ဒီပုံစံနဲ့ဖြူဖြေနေတော့ကျွန်တော်ချင်းလင်းကောင်စီတွေဒီဖြစ်ပြမဲ့သူတို့ဖက်ကခင်ဗျားတို့ဖက်ကအဆင်မပြေဘူးအဲ့တေချာလောက်ကြပါဦးနောက်ပြီးတော့မှထပ်ပြောမယ်ငိမ့်ချိုင်းအဆင်မပြေမှာကိုဆိုရင်တဲ့အတွက်ကျွန်တော်ပြောမှာကျွန်တော်အခုချိန်ထိဆုံးကြည့်စိတ်ချမှုမရှိတာကခင်ဗျားတို့ ICNCC ကပါလာတော့မသိဘူး CBD ဖက်ကနေပြီးတော့မှ AA ကိုမဟာမိတ်လုံနေတဲ့မြတ်ကာလပတ်လုံးငိမ့်ချကြီးရတော့ကျွန်တော်မမြင်ဘူးနော်လားမမြင်ဘူးနော်မမြင်ဘူးခင်ဗျားတို့လိုချင်တောင်မှအခုကြတော့တကယ့်နောင်မှာလည်းပဲနောင်တရစရာတခုနေနဲ့ကြံခဲ့မှာကတော့ AA နဲ့မဟာမိတ်တွားလုံမိတာတကယ်မဟာအမှားကြီးတယ်အဲ့ဒါခင်ဗျားတို့ပြောပြီးပြီကျွန်တော်ကောင်းကောင်းကြားတယ်ကျွန်တော်မလိမ်တတ်ဘူးနော်အေးမဟာမိတ်မလုပ်ဘူးဆိုရင်တော့တဲ့ရှင်းလင်းကောင်စီကိုတွန်းလှန်နိုင်မှာမဟုတ်ဘူးတဲ့အကာကွယ်နိုင်မှာမဟုတ်ဘူးတဲ့ဒါမျိုးအတွေ့အခေါ်ကလုံမိတဲ့ဥစ္စာနောင်ခိုး generation အထိတားရှင်မက်ဆေ့တီအဲ့ဒါကြံခဲ့မှာအခုကျွန်တော်မေပင်ကိုခီးတွားပြီးတော့မှထဲတဲ့ခါကျတော့အဲ့ဒါပြဿနာကြီးမှဆုံးပဲကျွန်တော်ချင်းကတအားလွေတယ်ဒီဥစ္စာကြီးကကျွန်တော်ထပ်ပြောမယ်လှုပ်ခွက်ချက်ကိုကျွန်တော်ပြောမယ်ဒီဖက်မှာကျွန်တော်ကြားတဲ့စကားအတိအချပဲအေးနဲ့ပေါင်းမှအေးကားတဲ့ဖျားတခင်ကပူပေးတဲ့ဥစ္စာဖြစ်တယ်ပါရင်းရတယ်ပြောတာကြားတယ် sorry ပဲအဲ့ကြောင့်လူမျိုးမတူတဲ့ဟာကိုအတွင်းစီအထိလာခိုင်းပြီးတော့မဟာမိတ်လောက်ခိုင်းတာဘသူပြည်မှာပြဿနာတင်းနေပါပဲမရနဲ့မှာပြဿနာတင်းနေပါပဲကပလဲမှာပြဿနာတင်းနေပါပဲမင်းတော့နေတက်တာလေးတယ်ပလဲကတော့ပြောမနေနဲ့တော့အဲ့ဒါဘသူတွေလဲကျွန်တော်ပြောမယ်အဲ့ကြောင့်ကျွန်တော်အနုအညွတ်တောင်းဆိုခြင်းနဲ့အထီးအခိုက်တွေရှိရင်ရှိပါစေလက်တွေ့ဖြိုးလိုက်တော့လက်တွေ့ဖြုတ်နိုင်မှတာစီဒါငင်းချိုင်းရလူရလိမ့်မယ်နှုတ်မဟုတ်အဲ့ငင်းချိုင်းရကျွန်တော်လားသမမြင်ဘူးနော်ကျွန်တော်ပြပြတတ်ပြောတတ်လို့အခုကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုလိုအပ်မယ်ဆိုရင်တော့ဖျက်သိမ်းလိုက်ပါမယ်ဆိုပြီးတော့မှနာမည်တောင်ဂျုံဖြစ်ခိုင်းရတဲ့ CNC ဒါတော့အခုချိန်နဲ့မဖြစ်ဘူးဗမာတို့ ICNCC က CB ကကိုတက်မလို့ဆိုပြီးတော့မှလုတ်ပေမဲ့ဝလငိုရမ်တွားဝင်ရောက်ကျူးကျော်တော့ကလည်းမတားဘူးမရာနေမှာကျွန်တော်တို့
CDF မရဌာနချုပ်လာကျူဆိုတော့လည်းမတားနိုင်ဘူးဒါပါအဖွဲ့ရှိတယ်ကျွန်တော်မရှုံတော့ဘူးတိုက်တဲ့အချိန်ကျတော့ CB ပြောလိုက်တိုက်တဲ့အချိန်ကျတော့ ICCC ပြောလိုက်မကစားပါနဲ့ကျွန်တော်မရှုံတော့ခင်ဗျားတို့အဖွဲ့ရှိရလည်းပဲဘာအဖွဲ့ရှိမျိုးလေတော့မသိဘူးပြည်သူလူထုအရန်ညင်နာနေပြီနော်ကျွန်တော်မြေပြင်မှာတော်တော်ရောက်နေတဲ့အတွက်ဒါမျိုးတွေကတော့မလုပ်ပါနဲ့အဲကြောင့်အကြံပေးချင်တယ်တိချာနဲ့နောက်ပြီးမူနဲ့ပေါင်နဲ့လည်းတိချာလုပ်ပါဦးဖေတော့မဖြစ်ချင်ဘူးငင်းချရေးလုပ်တဲ့နေရာမှာအခက်ခဲရှိတယ်လို့ကျွန်တော်ကညီကိုဒီကိုပြောချင်တယ်ညီကိုဒီကဖန်နေလေကျွန်တော်ခမရတို့ကိုအဲ့လိုပြောပြမဲ့အေးထဲတော့ကျွန်တော်ခမရတို့ပေါ်မှာမေတ္တာစေတနာပူကြီးမှတယ်ဆိုတာမှတ်ထားအဲ့ဒါတွေကဒါကြောင့်ကျွန်တော်တို့ချင်းပီမှာအခုတအားချင်းပီနေမကောင်းတော့တဲ့ဥစ္စာကဒါပါတယ်လို့အခုနပြောနေတဲ့ဥစ္စာပါတယ်လို့အဲ့ဒါပြောချင်တာနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့ CNA ပဲဖြစ်ဖြစ် CDF တွေဖြစ်ဖြစ် CDF ဆိုတာ CB မှာပါတဲ့သူရောCC မှာပါတဲ့သူရောနိုင်ငံကြီးဥဆောင်မှုအစိုးရအောက်မှာမနေတဲ့ဒါမတော်ပဲခေါ်defense force ပဲခေါ်တပ်ပုံပဲဖြစ်မှာအဲ့ဒါနည်းနည်းနာမည်ကောင်းသေးတယ်ညပြောမှဆိုဓမြပဲဖြစ်မှာဒါပဲနောက်ဆုံးကြတော့အဲ့ဒါကိန်းဆိုင်နေပြီဖြစ်တဲ့အတွက်နောက်ဆုံးအနေနဲ့သတိပေးရှင်ပါတယ်ကျေးဇူးတင်တယ်